ပရိသတ်ရဲ့ကံဆိုတာတယောက်နဲ့ယောက်တတ္တဝါတဦးနဲ့တဦးတူသလားမတူဘူးလားတခါတခါတမေတဲ့မွေးတော်မှာကံအကျိုးပေးတယ်မတူတော့ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူမောင်နှမအချင်းချင်းတော့ညီမျှရဲ့လားပရိသတ်မညီမျှတဲ့ကံတရားတွေအပေါ်မှာလိုက်ပြီးတော့ခံစားနေမဲ့အစားကိုယ့်ထက်သာရင်မုဒိတာပွားပေးသူ့လိုကိုမဖြစ်ရကောင်းလားဆိုပြီးတော့ကိုလည်းအားမလို့အားမရမဖြစ်နဲ့ပရိသတ်ရဲ့သူ့လိုဖြစ်ခြင်းသူ့ကံကိုလိုက်ပြိုင်နေမဲ့အစားကိုယ့်ကံကိုပဲအကောင်းဆုံးဖြစ်အောင်ပြင်လိုက်ရင်မကောင်းဘူးလားကံဆိုတာပရိသတ်ရဲ့အလုတ်ကိုပြောတာပါပဲကံဆိုတာဘာကိုပြောတာအလုတ်ကိုသာကောင်းကောင်းလုပ်ပြီးတော့ပြင်လိုက်ကြစမ်းမှာကံကိုပြင်တယ်ဆိုတော့အတိတ်ကံနဲ့ပစ္စုပန်ကံအတိတ်ကံကကြံခဲ့ပြီဆိုတော့ဘာပြန်လုပ်လို့ရသေးတယ်မရတော့ဘူးမရတော့ပြင်ရမယ်ဆိုရင်ဟောဒီလက်ရှိပစ္စုပန်ကံဟာကိုယ်ပိုင်ကံပဲလေပစ္စုပန်ကံကိုသာအကောင်းဆုံးပြင်လိုက်ရင်ပရိသတ်ရဲ့ကိုယ်ကံနေလဲကိုလိုချင်သလိုဖြစ်လာနိုင်လားမဖြစ်လာနိုင်ဘူးလားကြောင့်ကံဆိုတာပြန်ရမှာလားပြင်ရမှာလားကံတတ္တဝါတွေဗုဒ္ဓဘာသာမှာကံရဲ့အကျိုးဆိုတာရှိလားမရှိဘူးလားပရိသေကံတရားတွေမတူတော့အကျိုးပေးတွေလည်းမတူဘူးကံဆိုတာအလုတ်ကိုပြောတာစေတနာကောင်းကောင်းနဲ့လုပ်ခဲ့တဲ့အလုတ်တွေမှန်သမျှကံကောင်းတာပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကံကိုယ်သာစိတ်ကောင်းစေတနာကောင်းလေးတွေထားပြီးတော့ပြုပြင်လိုက်မယ်ဆိုရင်ပရိသေရဲ့ကံကောင်းမှုဆိုတာအချိန်တန်ရင်အခွင့်တန်ရင်ရောက်လာလားရောက်မလာဘူးလားပြန်ရမှာလားပြင်ရမှာလားဘုရားဘာသာမှာကံရဲ့အကျိုးကအရေးကြီးလားအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့တော့ကံတရားတွေကိုသေချာတွေးကြည့်တော့ပရိသတ်ရဲ့လူတွေရဲ့ကံတရားဆိုတာလေအခုဟောဒီပရိသတ်တွေစီးပွားရေးတွေလုပ်ပြီးရှားကြဖွေကြစုကြဆောင်းကြတာပဲဒါပေမဲ့တကယ်တမ်းကျတော့စည်းစိမ်ဥစ္စာယာတုဌာနရဂုံပကာတနာတွေဆိုတာသိခြင်းတရားနဲ့ရှင်သိရင်အဲ့ဒါတွေယူသွားလို့ရလားမရဘူးလားသိရင်အကုန်လုံးထားခဲ့ရတာပြိတ္တယူသွားလို့ရတာကမသိခင်လှုပ်ထားတဲ့ကံအကျိုးပေးတွေပဲယူသွားလို့ရတာမဟုတ်ဘူးလားဩကျေးဇူးတော်ရှင်တိပိဋကပြည်ဆရာတော်ရဲ့ကြပြာလေးစကိုင်းနဲ့ဗုဒ္ဓ channel မှာဘုန်းကြီးတို့ခဏနာပြစ်တော့အလွတ်တောင်ရကြပြာလေးကသိတ်ကောင်းတယ်ဆရာတော်ကြီးရဲ့သေရွာကာလယောက်ျားတော်ခါကိုနောက်ကိုများဗာများပါမှာပစ္စည်းအစုစုတစ်ခုမပါကိုပြုထားကံများပါမည်သာသေရွာကာလယောက်ျားတော်ခါကိုနောက်ကိုများဗာများပါမှာပစ္စည်းအစုစုတစ်ခုမပါကိုပြုထားကံများပါမည်သာပရိသေသိရင်ပစ္စည်းဥစ္စာပါသွားရဲ့လားဘာတွေပဲပါသွားမှာကိုပြုထားတဲ့ကောင်းတဲ့ကံတွေမကောင်းတဲ့ကံတွေဒါတွေပဲပါသွားမှာ။အိုးဆရာတော်ကြီးရဲ့ကြပြာအဲ့ဒီကြပြာရဲ့ဒုတိယအပိုက်လေးသိကောင်းတာအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မအလကားဘာကမှလည်းပါမသွားဒီရွာကြတော့အဘယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာဆရာတော်ကြီးရဲ့ဒုတိယအပိုက်လေးသဘောကျစရာကောင်းတယ်အထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မအလကားဘာကမှလည်းပါမသွားဒီရွာကြတော့အဘယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာအထုပ်တွေ